ကဘာကြီးကိုခတ်တက်တဲ့အရှိအလဲပိုင်းစစ်ပွဲကြားမှာတော့ကနေဒါရဲ့ရင်းနှီးလုပ်ငန်းကအလွန်ကြီးမားတဲ့အမြတ်အစွန်းတည်ရယူနေပါတယ်။ဒီအမြတ်ဟာတာမန်မဟုတ်ပါဘူး။ကနေဒါဒေါ်လာ90ဘီလီယံခန့်အမေရိကန်ဒေါ်လာ66ဘီလီယံခန့်လောက်တောင်ရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။စစ်ပွဲကကဘာအခြားဘက်မှာချင်နေပေမဲ့အကျိုးကျေးဇူးကတော့ကနေဒါကိုတိုက်ရိုက်ရောက်လာတာပါ။စစ်မထစ်ခင်မှာ WTI ရင်းနှီးစည်းဟာတပါးတဲ့ကိုဒေါ်လာ60ခွန်တဲ့ဝန်းကျင်မဲ့ရှိခဲ့ပါလေ။ဒါပေမဲ့အခုတော့ဒေါ်လာ98ကျော်ထိတက်သွားပြီးဆက်လက်မြင့်တက်နေပါတယ်။ကျွမ်းကျင်သူတွေကတော့ရင်းနှံစဲဒေါ်လာ30သက်တိုင်းကနေဒါကုမ္ပဏီတွေဟာကနေဒါဒေါ်လာ25မှ30ဘီလီယံထိအပိုဝင်ငွေရနိုင်တယ်လို့ပြောပါတယ်။ဒီလိုတက်လာတာတွေစုပေါင်းလိုက်ရင်တော့အဲ့ဒီ90ဘီလီယံကတ်အမြတ်ကြီးဖြစ်လာတာပါ။ကနေဒါဟာလက်ရှိကမ္ဘာရင်းနှံထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲမှာအဆင့်4ရှိပြီးတစ်နှစ်ကိုဘာတဲ့9.5ငှက်တန်းထုတ်လုပ်နိုင်ပါတယ်။ပုံမှန်ဆိုရင်အဲ့ဒီရင်းနှံအများစုကိုအမေရိကန်ကို short ဈေးနဲ့ပို့နေကြတာပါ။ဒါပေမဲ့စစ်ပွဲကအားလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။ Hormuz ရေလမ်းကြောင်းပိတ်ပင်မှုကြောင့်အာရှနိုင်ငံတွေဟာစစ်မဖြစ်တဲ့လမ်းကြောင်းကနေရေနံရယူဖို့အရေးပေါ်လိုအပ်လာပါတယ်။ဒီနေရာမှာကနေဒါရဲ့အခွင့်အလမ်းကြီးပြန်ပေါ်လာပါတယ်။2024ခုနှစ်မှာပြီးစီးခဲ့တဲ့ Trans Mountain Pipeline တို့ချဲမှုကြောင့်ကနေဒါကနေတရုတ်နိုင်ငံတို့ရေနံတင်ပို့မှုဟာ4ဆထိတိုးလာပြီးသားပါ။အခုတော့ Pacific ဘက်ကိုပိုပြီးတင်ပို့နိုင်မဲ့အခွင့်အလမ်းကြီးကိုမြင်နေကြပါတယ်။ကနေဒါအစိုးရတောင်ဒီအခွင့်အလမ်းကိုထောက်ခံနေပြီးအမေရိကန်နဲ့ကုန်သွယ်ရေးပြဿနာတွေကိုကာကွယ်ဖို့အခြားဈေးကွက်တွေကိုချဲ့ထွင်နေပါတယ်။ဒါကြောင့်ကနေဒါရဲ့ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ Suncor, Canadian Natural, Imperial နဲ့ Sinovest တို့ရဲ့ရှယ်ယာဈေးတွေဟာဒီနှစ်အတွင်း40%ကျော်တက်လာပြီးတာပါ။